ဟုတ်ဒီမှာခိုးလာဖမ်းလာဒီမှာခိုးမွေးယူရိုရှန်စပယ်ဟောကအမှားကြီးတိုက်ထဲဝင်လာတော့ကိုလက်နဲ့တဖာလိုက်အေးရောညကမူးနေတယ်ကဲမင်းနဲ့တိုင်မရှိအကြီးပဲအစရှိခါဟော့တယ်မဟုတ်လုံးဝအကိတ်ကြီးဒါပေမဲ့ငက်ကလည်းမူးနေတာပေါ့ဒီကောင်မန်နေပြီးတိုက်တာတော့ခုံပြူတိန်အာမီဘလင်းဆောင်ကြီးတဲ့အကောင်အသက်ရှင်မွေးဖို့တော့မလွယ်ဘူးဒီမျိုးကတော့မွေးတော့မွေးကြည့်ရမှာပဲမသိနော်တန်ကိုဟောလို့ပါလို့ရုပ်ပါဝိတ်ကာ250ခွန်ရှေ့